Hello guys ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Mini Craft ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Block Fruit C2 မှာကျွန်တော်နေတဲ့ Kitsune Fruit နဲ့ Fruit Light Trade ကောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာ fruit ရရအောင်လဲဆိုတာကျွန်တော်ဗီဒီယိုလေးကိုတူတူကြည့်အောင် Okay ဆိုတော့ let's go Okay ဆိုတော့အခုကျွန်တော် C2 ကိုရောက်နေပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာလည်း Kitsune Fruit က infrared ရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်လည်းသူLight Trade မယ်ဆိုတော့ဒီစာပါကျွန်တော်ကြည့်ရတော့လူမရှိဘူးဆိုတော့ကျွန်တော်အနေနဲ့နောက်စာပါပြောင်းမယ်ပေါ့နော်မပြောင်းရင်ကျွန်တော်ရေသုံး fruit ဖောက်အောင်သူတို့ခေဆိုတော့ဘာ fruit ပေါက်မလဲကောင်းတာလေးပေးပါဂါချာ please ခေဆိုတော့ကျွန်တော်ဖောက်လိုက်ပေါ့နော်ကျွန်တော် gas ကိုကြော်ရတယ် okay ဆိုတော့ကျွန်တော် quick fruit ရတယ်quick fruit ကစိုးတော့မစိုးဘူးပေါ့နော်ဒီကောင်လည်း legendary fruit ဆိုတော့မိုက်တော့မိုက်ပါတယ် okay ဆိုတော့လိုက်ပြီးတော့ထိတ်လိုက်အောင်သူတို့ဆိုတော့ကျွန်တော်စာပါတစ်ကိုရောက်ပြီဆိုတော့ light trade ပဲဒီစာပါလူရှိပေါ်တယ်ပေါ့နော်မှာအပြင်ပြေးထောက်တာတွေ့တယ်လေโอเคဆိုတော့ထိုင်ကုန်မှာတော့ထိုင်လိုက်မယ်ဒါကြပါ trade မယ် Kitsune နဲ့ trade မယ် Kitsune ပေးပါမယ်โอเคဆိုတော့ခုချိန်ရောလာတော့မထိုင်သေးဘူးပေါ့နော်ဒီကောင်နည်းနည်းမူးနေအောင်โอเคဆိုတော့နည်းထပ်ဆောင်ကြည့်လိုက်မယ်ကျွန်တော်โอเคဆိုတော့ကျွန်တော်ဟိုဘက်နေရာပြောင်းထိုင်မယ်ပေါ့နော်ဒီဘက်မှာတော့တရားမှမလာတော့โอเคဆိုတော့မှာ dog fruit စားရကောင်trade မယ် bro trade မယ်လာကျွန်တော်စားရရေးလို့မရပြကျွန်တော်အနေနဲ့စားရေးမယ်ဆိုဖေး review ပြရမယ်ထင်တယ်โอเคလာထိုင်ပြီဆိုတော့ကျွန်တော် Kitsune ပေးမယ်ထားပါတယ်ဗျโอเคအဲ့တော့နောက်တစ်ယောက်နဲ့ထပ် trade မယ်ဒီဘက်ကလည်း trade မယ်ဆိုတော့မှထားပါတယ်โอเคဆိုတော့ကျွန်တော် Kitsune ပေးမယ်โอเคသူက cut ထည့်ထားတယ်နောက်ထပ်ပါထပ်ထည့်အောင်ပါလေโอเคဆိုတော့ပါပေးမှလဲrubber ဆိုတော့ထပ်ထည့်အောင်မလားကြည့်မယ်โอเคဆိုတော့သူ့အနေနဲ့ဘာမှတော့ဆက်မထည့်ဘူးဗျဒီတိုင်းပဲโอเคဆိုတော့ bro ထပ်ထည့်ပါအောင်โอเคကျွန်တော်အနေနဲ့ဒီ Kitsune နဲ့ gas နဲ့လဲမှုဆိုရင်တော့ကျွန်တော်တို့သူ့အနေနဲ့ဟိုမမီဘူးဗျကျွန်တော်ရဲ့ range ကိုမမီဘူးโอเคဆိုတော့သူကထားသွားပြီသူမှဘာမှမရှိတဲ့အတွက်အဲ့လိုပဲထင်တယ်ပေါ့နော်သူမှ gas အပြင်ပိုကောင်းတာမရှိတော့တဲ့အတွက်ကျွန်တော်အဲ့လိုမျိုး range မမီတော့ထိလို့မရဘူးပေါ့နော်โอเคဆိုတော့နောက်တစ်ယောက်လာထိုင်ပြီသူကဘာထည့်မှာလဲโอเคဆိုတော့သူတိုက်ကားထည့်တယ်ပေါ့နော်တိုက်ကားနဲ့ Kitsune โอเคဆိုတော့တိုက်ကားနဲ့ Kitsune တော့တန်လားတော့မသိဘူးပေါ့နော်နောက်ထပ် Vino ထပ်ထည့်ရတယ်ကျွန်တော်တိုက်ကားနဲ့ Kitsune Vino တိုက်ကားနဲ့ Vino တိတ်တော့မတန်သေးဘူးဒါပေမဲ့သူဘာထပ်ထည့်မှာကျွန်တော်ကြည့်မယ်โอเคဆိုတော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဗုဒ္ဓဗုဒ္ဓသူ့မှာရှိတယ်ဆိုတော့ကျွန်တော် lighting ထည့်မယ်โอเคဆိုတော့သူ gravity တိုက်ကားရဲ့ gravity ရဲ့ကျွန်တော်တို့ Vino ရဲ့၃လုံးโอเคအဆက်နှိပ်တယ်ပေါ့နော်တန်လားတော့မသိဘူးဗျကျွန်တော် trade ပေးရမလားโอเคဆိုတော့ကျွန်တော်နည်းစဉ်းစားကြဖြစ်သွားပြီโอเคဆိုတော့ trade ပေးလိုက်မယ်ကျွန်တော် Kitsune ကြီးကို trade လိုက်မယ်ပေါ့နော်တန်လားမသိဘူးအဲ့လိုထင်လားဗျကျွန်တော်အနေနဲ့မ trade သေးပါဘူးတကယ်တော့မတန်ဘူးပေါ့နော်နည်းနည်းခံစားရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ Kitsune နဲ့တိုက်ကားနဲ့ဆိုတိုက်ကားကတော့ upgrade လုပ်ထားတာမကြသေးဘူးဒါပေမဲ့အဲ့လောက်ကြီးအရင်ကောင်းနေတဲ့အထဲမှာတော့မပါဘူးအဲ့တော့ကျွန်တော်အနေနဲ့မ trade ပေးလိုက်ဘူးပေါ့နော်โอเคဆိုတော့ထပ်ထိုင်မယ်โอเคနောက်တစ်ယောက်လာထိုင်ပြီသူကဘာပေးမှလဲကျွန်တော် Kitsune ထည့်လိုက်မယ်โอเคဆိုတော့ Yeti ထည့်တယ်ပေါ့နော်တလုံးနဲ့တော့โอเคဆိုတော့မမွန်ထည့်တယ်ဖိန်းထည့်တယ်သူထည့်တာတော့သူလဲစော့တိုင်းတန်တော့တန်တယ်ဗျသူအနေနဲ့ကျွန်တော်အနေနဲ့ lighting ထည့်ထည့်ပေးကြည့်တော့သူပါထည့်ထည့်မယ်ကျွန်တော်ကြည့်အောင်ဒါပဲလားကျွန်တော် Yeti နဲ့မမွန်နဲ့ဆိုရင်လည်းတန်ပါတယ်ကျွန်တော်ဖိန်းကလည်းကောင်းတဲ့သူ့လည်းပါတယ်ဒါပေမဲ့โอเคဆိုတော့ကျွန်တော်သူအဆက်နေတယ်ပေါ့နော်ဆိုတော့ trade ပေးလိုက်မယ်ပိုင်းရတယ်တော်တော်လမ်းနဲ့ fruit တွေပါတယ်ဆိုတော့အဲ့လိုမထင်ပါနဲ့ကျွန်တော်တို့နေမ trade ပေးသေးပါဘူးကျွန်တော်ဒီ fruit ကိုကျွန်တော်အနေနဲ့ဒီတက်ပိုကောင်းတာရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့တော့မ trade သေးဘူးပေါ့နော်ဒီတက်ပိုကောင်းတဲ့လူပေးနိုင်မဲ့လူရှိအောင်မလို့ထင်တယ်အဲ့တော့ကျွန်တော်နေဒီစာပါနဲ့ trade လုပ်ပြီးတော့နောက်စာပါထပ်ပြောင်းပြီးတော့ live trade ကြည့်အောင်โอเคဆိုတော့နောက်တစ်ယောက်ဟုတ်ပြီဒီလိုထည့်လိုက်မယ်โอเคတော့ပါပေးပါလေတော့ကောင်းတာလေးပေးပါကောင်းတာဒီလိုရေးရဲတိုင်းလိုက်โอเคတော့လမ်းလေး gas ပါပေးတယ်โอเคကျွန်တော် lighting ထည့်ကြည့်မယ်โอเคဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ legendary fruit တွေစောက်ထည့်လို့ဒီကပို့ကောင်းတာပေးဦးမလားဆိုတော့ကြည့်ရအောင်အဲ့လိုပဲကျွန်တော်နည်းနည်းစဉ်းစားနေပါတော့ကျွန်တော်နည်းနည်းမူနေပါတော့ train ကောင်းလားမ train ကောင်းလားစဉ်းစားနေပါတော့โอเคဆိုတော့ train ရမလား
မထွေသေးဘူး okay ဆိုတော့ကျွန်တော်ဘာလို့မထွေသေးရလဲဆိုရင်ကျွန်တော်အနေနဲ့မတန်းသလိုခံစားနေအောင်သူဒီထက်ပိုပေးနိုင်အောင်လားဆိုတော့ကျွန်တော်ကြည့်ကျင်နေရပါ okay ဆိုတော့ဆက်ပြီးတော့ဘာလုပ်ရမလဲကျွန်တော်ဗုဒ္ဓကိုနှုတ်လိုက်ပြီးသူ့အနေနဲ့3လုံး access သူ့ဘက်ကလည်းကြည့်ရင်တော့ကျွန်တော်တို့တန်တော့တန်တယ်ဒါပေမဲ့ကျွန်တော်ဘက်ကကြည့်နေတန်တယ်ဒါပေမဲ့မှန်ပေမဲ့လည်းကျွန်တော်သိပြီးတော့ဟိုသဘောမကျဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီနှလုံးနဲ့3လုံးဆိုရင်တော့ trade တင်တယ်လို့ထင်တယ်ဘရိုကဘယ်လိုထင်လဲ comment မှာမှန်းခဲ့ပါဦး okay ဆိုတော့ဖိလိုက်ရမှာ trade တင်လား okay ဆိုတော့ကျွန်တော်3နှလုံး trade တင်လားစဉ်းစားနေပါတော့စာကွာtrade မယ် okay ဆိုတော့ကျွန်တော်အနေနဲ့ဒီ Kitsune နဲ့ကျွန်တော်ဒီ3လုံးနဲ့ trade မယ်ဆိုတန်လားမတန်ဘူးလားမသိဘူးဗျာဒါပေမဲ့ trade ကြည့်လိုက်မယ် okay ဆိုတော့ကျွန်တော် Kitsune ကိုကျွန်တော်အနေနဲ့ Magical 3လုံးနဲ့ trade လိုက်ပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရတာတော့ Tiger ရဲ့ Dog ရဲ့ Yeti ရဲ့ရလိုက်တယ်ပေါ့နော်ကျွန်တော် Kitsune ရဲ့ Lighting ရဲ့ပြန်ပေးလိုက်ရတယ်ပေါ့နော်တန်လားမတန်လားတော့မသိဘူးဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အနေနဲ့ Kitsune Fruit နဲ့ကျွန်တော် Magical 3လုံးနဲ့ရအောင် trade လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးရတဲ့လူအားလုံးကိုကျွန်တော်ကကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ trade လိုက်တဲ့ဟာတန်လားမတန်ဘူးလားဆိုတော့လည်း bro comment မှာပြန်လဲတွက်ပြပေးသွားလို့ရပါတယ်ပြီးတော့ကျွန်တော်ဒီမှာ trade လိုက်တဲ့ fruit 3လုံးတွေကဘေး fruit ကိုကျွန်တော်စားသိခြင်းနဲ့စားသိခြင်းတဲ့ fruit ကို comment မှာမှန်သွားပေးလို့ရတယ်ကျွန်တော်နောက်ဗီဒီယိုကျရင်စားပြမယ်ပေါ့နော် okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုစားဆုံးကြည့်ပေးတဲ့ bro တယောက်ချင်းစီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံး bye bye